ပြဿနာတွေပြီးဆုံးသွားတဲ့နောက်မှာဆရာကရုံးနဲ့တပည့်ကျော်ဂျန်နိုစ်တို့ကတော့ထုံးစံတိုင်း shopping ထွက်ရင်းနဲ့ Asklet သူရဲ့အကောင့်တယောက်ဖြစ်တဲ့ King ရဲ့ figure တစ်ခုကိုမြင်တွေ့ခဲ့ကြရပါတယ်။ဒီအချိန်အနီးအနားမှာ monster တစ်ကောင်ပေါက်ရောက်တောင်းချမ်းနေတာကြောင့် King ကသူ့ရဲ့အရှင်အဝါနဲ့တင်နှိမ်နှင်းပြေးလိုက်ပါတယ်။တကယ်တမ်းကျတော့ King ဟာအပြင်ကို game ခွေဝယ်ဖို့အတွက်ထွက်လာတာမျိုးပါ။သတင်းတွေအရဆိုရင် King ဟာစိုင်းထာမထပ်ပို့ပြီးတန်မာသူတယောက်ဖြစ်နေခဲ့ပါတယ်။ဒီအချိန် King ကိုဖျက်ဆီးပစ်ဖို့အတွက် G4 လို့ခေါ်တဲ့ robot တစ်ကောင်ရောက်ချလာခဲ့ပါတယ်။စီကမာကရုံးတို့ဆရာတပည့်နှစ်ယောက်ကလည်း King ရဲ့စွာတွေကိုရှုစားဖို့စောင့်ကြည့်ခဲ့ကြတော့တာပေါ့။ King ကတော့စီမအောင်ထားနိုင်တာကြောင့်အိမ်သာခဏသွားဖို့ G4 ကိုတောင်းဆိုခဲ့ပါတယ်။ G4 ကလည်းခွင့်ပြုခဲ့တာကြောင့် King ကအိမ်သာထဲကိုဝင်ပြီးထွက်ပြေးသွားခဲ့ပါတယ်။တကယ်တမ်းကျတော့ King ဆိုတာအသက်ကြီးပြီးအိမ်တော်မပိုင်တဲ့တာမန်လူသားတစ်ယောက်ပဲဖြစ်ပါတယ်။ပိုဆိုတာကတာမန်လူသားတွေချက်တောင်မှ monster တွေကိုပို့ပြီးတော့ကြောက်တတ်ပါသေးတယ်။ Janos ကတော့တောင်းကျမ်းနေတဲ့ G4 ကိုတကောင်နဲ့ထိန်းထားခဲ့တာကြောင့်ဆရာကရုံးက King စီကိုလိုက်လာနိုင်ခဲ့ပါတယ်။အဲ့မှာငါကြောက်ကြီး King နဲ့စီကမာကရုံးတို့စတွေ့ကြတော့တာပါပဲ။စီကမာကရုံးကတော့ action series ကိုစော့ချင်တာမျိုးဖြစ်ပေမဲ့ငါကြောက်ကြီး King ကတော့ romantic series ကိုစော့ဖို့ဝေလာတာမျိုးပါ။တစ်ဖက်မှာတိုက်ခိုက်နေကြတဲ့ Janos ကလည်းထင်းချုပ်သူကြောင့်အခြေအနေသိမ့်မဟန်ပါဘူး။ငါကြောက်ကြီး King ဆိုတာအရန်ကိုပါကန်ဆိုးတတ်သူတူပါ။ဒါပေမဲ့ကန်ဆိုးတိုင်းလဲဆရာကရုံးကလာရောက်ခဲ့စေပေးလေးရှိတာကြောင့်ကန်တော်ကောင်းတဲ့မောက်ကန်ဆိုးတယောက်ဖြစ်နေခဲ့ပါတယ်။အခုလောလောဆယ် King ကို monster တစ်ကောင်ကလာရောက်တိုက်ခိုက်နေတာကြောင့်ဆရာကရုံးကပဲထပ်ပြီးဖြည့်ရှင်းပေးလိုက်ရပါတယ်။ကြောက်သေးပါနေတဲ့ King ကတော့ဆရာကရုံးကိုသူ့ရဲ့အသက်သခင်ကျေးဇူးရှင်ဆိုတာပြန်မှတ်မိသွားခဲ့ပါတယ်။ဆရာကရုံးကတော့ဂိမ်းအတူတူဆော့မယ်ဆိုရဲကန်လက်ချက်တစ်ခုနဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေကိုရှော့ပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ Janos ကတော့ G4 ကိုအနာယူပြီးရရှိလာတဲ့အစိမ်အပိုင်းတွေကိုပေါမောခခုဆဲနိုကိုပေးပြီးသူ့ကို upgrade တင်ခိုင်းခဲ့ပါတယ်။ Janos ဟာသူ့ရဲ့ကောင်တယောက်ဖြစ်လာတဲ့အပြင်စိုက်ထာမလိုမျိုးတန်မာတဲ့ဆရာတယောက်ကိုရရှိပိုင်ဆိုင်ထားခဲ့ပြီးဆိုပေမဲ့သူ့ရဲ့ဒေါသစိတ်ကိုတည်ငြိမ်တဲ့စိတ်တစ်ခုဖြစ်အောင်မထည့်ချုံနိုင်သေးပါဘူး။အလောက်အရမဖြစ်တဲ့သူရဲ့ကောင် association အတွက်အလုပ်လုပ်ပေးဖို့လူမိုက်တွေကို stage ကစီယုံနေခဲ့ပါတယ်။လူမိုက်တွေထဲမှာ Sonic လိုဘူးကန်လန်ကောင်တစ်ကောင်ပါလာတာကြောင့်စီယုံရေးဟာမအောင်မြင်ခဲ့ပါဘူး။ဒါကတော့တော်တော်ကြီးတဲ့ဖူဘူကီဖြစ်ပြီးစိုက်ထာမကိုစီယုံဖို့ကြံစီနေခဲ့ပါတယ်။ GS ဆိုတာအင်အားကိုပြောတာမျိုးဖြစ်ပြီးစိုက်ထာမစီကိုချီတက်လာခဲ့ပါတယ်။ stage ကတော့တောင်းကျမ်းနေတဲ့ monster တွေကိုဖြည့်ရှင်းပေးဖို့လူမိုက်တွေကိုအကူအညီတောင်းနေခဲ့ပါတယ်။အဓိကကတော့ရှေ့ဖြစ်ရောဆရာမကြီးရဲ့နတ်ဖျားကပ်ဘေးကိစ္စကြောင့်ဖြစ်ပြီးဒီအစီအဝေးကိုဂါရိုကလည်းရောက်ရှိနေခဲ့ပါတယ်။ဂါရိုဟာဒီအစီအဝေးမှာရှိတဲ့ A class သူရဲ့ကောင်3ယောက်စလုံးကိုတခါတည်းအနိုင်ယူပစ်ခဲ့ပါတယ်။ဂါရိုဟာခခရှိလိုမျိုးအခြားသူရဲ့စွမ်းရည်တွေကိုကူးယူနိုင်စွမ်းရှိနေခဲ့ပါတယ်။ monster တွေဘက်ကရက်တီမဲ့ဂါရိုကတော့လူမိုက်တွေကိုရော hero တွေကိုပါတိုက်ခိုက်သွားခဲ့တာပါ။တိုက်ခန်းမှာတော့စိုင်းထာမကဂိမ်းစော့နေခဲ့သလို Janos ကတော့ပကံစီးနေခဲ့ပါတယ်။ဒီအချိန် Sonic တယောက်ရောက်ချလာခဲ့တာကြောင့် Janos ကတားဆီးဖို့တိုက်ခိုက်ခဲ့ပါတယ်။ Janos က Sonic ကိုတားဆီးထားတယ်ဆိုပေမဲ့တော်တော်ကြီးတဲ့ Fubuki ကစိုင်းထာမစီကိုရောက်လာခဲ့ပါတယ်။ Fubuki ဆိုတာ B-Ran ရဲ့ number 1 နေရာမှာရောက်ရှိနေသူဖြစ်တာကြောင့်ဆရာကရုံးကိုသူနဲ့အတူပူးပေါင်းဖို့လာရောက်စီးရုံတာမျိုးပါ။ဆရာကရုံးအတွက်ထိုင်ကုန်တီမြဲခြင်းကကိစ္စတစ်ခုဟုတ်မနေတာကြောင့် Fubuki ရဲ့တဘောကျဲတွေကိုတီးထုတ်ပေးလိုက်ပါတယ်။ဆရာကရုံးကို Fubuki ကိုရိုင်းကသူ့ရဲ့စိတ်ဆွမ်းအင်နဲ့အမုန်းချိန်ပစ်ဖို့စ조사ခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ပြောရမယ်ဆိုရင်ဆရာကရုံးရဲ့စွမ်းအားဟာကြီးမားပါတယ်ဆိုရဲ Fubuki ထက်ကိုပိုပြီးတော့ကြီးမားနေခဲ့တာမျိုးပါ။ဒီအချိန် Janos နဲ့ Sonic တို့ရဲ့တိုက်ပွဲကလည်းစိုင်းထာမတို့စီကိုကူးဆက်လာခဲ့ပါတယ်။ Fubuki ကတော့ Asklet သူရဲ့ကောင်တယောက်ရဲ့ဆရာဟာစိုင်းထာမဖြစ်နေလို့အံ့ဩမင်သက်နေခဲ့ပါတယ်။ Janos ဟာ G4 ရဲ့အစိပ်အပိုင်းတွေကိုပြောင်းလဲတက်ဆင်ထားတာကြောင့် Sonic ရဲ့ speed ကိုတော့အမီလိုက်လာနိုင်ခဲ့ပါတယ်။ဒီဘက်ထဲမှာ Janos ရဲ့ machine gun blow နဲ့ Sonic ရဲ့လေးကိုခွဲတဲ့နီးစနစ်တွေဟာတော်တော်လေးကိုအထာကျနေခဲ့ကြပါတယ်။မပြီးဆုံးနိုင်တဲ့တိုက်ပွဲကိုရပ်တန့်နိုင်ဖို့အတွက်ဆရာကရုံးကပဲ Sonic ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရပါတယ်။ Sonic ကစိုင်းထာမကိုတိုက်ခိုက်ဖို့ကိုပွား10ခုကိုခွဲထုတ်ခဲ့ပေမဲ့ဆရာကရုံးကပိုများတဲ့ကိုပွားတွေကိုထုတ်ပြလိုက်တာကြောင့် Sonic တယောက်မူးမေ့သွားခဲ့ရှာပါတယ်။ Fubuki ဆိုတာ Tatsumaki ရဲ့ညီမတယောက်ဖြစ်နေပေမဲ့စိတ်ဆွမ်းအင်မှာ Tatsumaki လောက်တန်မာမှုမရှိပါဘူး။အမဖြစ်သူက Asklet သူရဲ့ကောင်တယောက်ဖြစ်နေပေမဲ့ Fubuki ကတော့ B class ရဲ့ number 1 နေရာကိုသာခြေကုပ်ရယူထားနိုင်ခဲ့တာပါ။ Suimat ဆိုတာကလည်း A-Rank number 1ကိုခြေကုပ်ရယူပြီး S-Rank တွေကိုနှိမ်နင်းနေသူတယောက်ဖြစ်ပါတယ်။ဆရာကရုံးဘက်က Fubuki နဲ့အဖွဲ့ဖွဲ့ထားခြင်းပေမဲ့လက်အောက်ခံအနေနဲ့တော့အဆင်မပြေနိုင်တာသိကြပါတယ်။ဒီအချိန် Asklet သူရဲ့ကောင်တယောက်ဖြစ်တဲ့ငါကြောင်ကြီးခင်းမှာရောက်ချလာတာကြောင့် Fubuki และ Sigma ကရုံးကိုအာမချောင်ရဲတော့ပါဘူး။ဆရာဘန်းကတော့တပည့်ကြီး Charanko ကို Dojo class ကနေနှင်ထုတ်လိုက်ပါတယ်။ပလိန်ကြီးနှင်ထုတ်ခံလိုက်ရတဲ့ Charanko ကစိုင်းထာမရဲ့ apartment ကိုရောက်လာတော့တာပေါ့။ Janos ရဲ့ပြောပြချက်အရဂါရိုဟာဒီအချိန်မှာသူရဲ့ကောင်းတွေကိုပြစ်မှတ်ထားနေတာကြောင့်ဘန်းကမဆိုင်တဲ့ Charanko ကိုမထိခိုက်စေချင်တာမျိုးပါ။ Charanko ကဆရာဖြစ်သူ Saber Fan ကိုကာကွယ်နိုင်ဖို့အတွက်ဂါရိုကိုလိုက်ရှာနေခဲ့ပါတယ်။ဒီအချိန်အနားမှာဂါရိုက Moomin Rider နဲ့အတူရှိနေခဲ့တာပါ။ Moomin Rider နဲ့စကားအတူပြောနေတော့မှပဲ Temptor Group တစ်ခုလုံးကဂါရိုစီကိုရောက်လာခဲ့ပါတယ်။ Temptor Group ထဲမှာအကျဉ်းဆုံးက Temptor Master ဖြစ်တဲ့အတွက်ကြောင့်တိုက်ပွဲဟာပုံမူပြင်းထန်လာခဲ့ပါတယ်။ Asklet သူရဲ့ကောင် Temptor Master ရဲ့အကောင်းဆုံးတိုက်ကွက်ကိုတောင်ဂါရိုဟာကြက်ကြက်ခံပြီးရင်ဆိုင်ထားနိုင်ခဲ့တာပါ။မကြေပွဲကိုအသေးနှွဲချင်နေတဲ့ Temptor Master ကဂါရိုကိုတခါတည်းအဆုံးသတ်ပစ်ဖို့ကြိုးစားခဲ့ပါတယ်။ Moomin Rider ကဝင်ရောက်တားဆီးလိုက်တာကြောင့် Temptor Master ကစိတ်လျှော့လိုက်တာမျိုးပါ
Tantra Master ကစိတ်လျှော့လိုက်ပေမဲ့ဂါရိုကတော့ Ban ရဲ့ Water Flowing Rock Crashing Fist ကိုအသုံးပြုပြီး Master ကိုအနိုင်ယူပစ်ခဲ့ပါတယ်။ဝင်တားခဲ့တဲ့ Movement Rider လည်းမတက်နိုင်သလို Tantra တစ်ဖွဲ့လုံးလည်းပျက်စီးသွားခဲ့ရပါတယ်။ Ban နဲ့ Bond တို့ညီကိုနှစ်ယောက်လည်းဂါရိုကိုလာရောက်တာစီးခဲ့ပေမဲ့အလားကောင်းတော့လည်းအခါနှောင်းသွားခဲ့ရပါတယ်။မဆိုင်တဲ့ Charanko ကပါ Tantra တွေနဲ့ရောပြီးအကျိတ်ခံထားခဲ့ရတာပါ။ Opa AG ကိုဝစ်ထားတဲ့ Chilling ကရုံးကတော့ Movement Rider ကိုငှက်ပြောသီးတစ်ဖီးနဲ့တင်လာမိခဲ့ပါတယ်။ပါလာတဲ့ငှက်ပြောသီးတွေကတော့သူ့စားဖို့ပါ။ Tantra Master ရဲ့အညွှန်းလွန်မှုကြောင့်ဆရာကရုံးတယောက်ကိုခံပညာဆိုတဲ့အရာတစ်ခုကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ဂါရိုကတော့ကလေးလေးတယောက်စီကသူ့ရဲ့ကောင်းစာအုပ်ကိုသွားကြည့်နေခဲ့ပါတယ်။ကြီးကောင်ကြီးမဖြစ်ပေမဲ့ကလေးတွေကစာအုပ်ကိုတစ်ပတ်လောက်မရှက်မကြောက်ငှားခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ဒါကြောင့် target တွေရဲ့ info တွေကိုသာမှတ်သားပြီးထွက်သွားခဲ့ရှာပါတယ်။ကိုကြည့်ခံရတဲ့ကိုခံပညာကိုစိတ်ဝင်စားသွားတဲ့ဆရာကရုံးကတော့ဘာမှမသိတဲ့ Charanko ကိုဆရာတင်ပြီးမေးမြန်းနေခဲ့ပါတယ်။ဖြစ်စဉ်တော့ Charanko ကပြိုင်ပွဲတစ်ခုမှာစည်ရင်ပေးထားတာကြောင့်အဲ့ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြည့်ဖို့ဆရာကရုံးကိုအကြံပေးခဲ့ပါတယ်။ဂါရိုကတော့ A class သူရဲ့ကောင် Golden Ball စီကိုစည်ရင်ရှင်းဖို့ရောက်လာခဲ့ပါတယ်။ Golden Ball ဟာမူးနေတယ်ဆိုပေမဲ့သူ့ရဲ့ last လုံးတွေကိုတော့တိတိကျကျဖြစ်နိုင်ပါသေးတယ်။ Golden Ball က Mass တစ်ကောင်ဖြစ်တဲ့ကြောင့်ဂါရိုလိုမျိုး fighter တစ်ကောင်အတွက်တော့စိတ်နှောက်ယှက်ဖြစ်စရာပြိုင်ဘက်တစ်ယောက်ပါ။ဒါပေမဲ့ဂါရိုဟာ Golden Ball ရဲ့ last လုံးတွေအကုန်လုံးကိုဖြည့်ရှင်းထားနိုင်ခဲ့ပါတယ်။ဒီအချိန် Golden ရဲ့တငယ်ချင်းနှခမ်းပွေးရောက်လာတာကြောင့် 2 vs 1 situation အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။2 vs 1ဆိုရင်တောင်ခြေထောက်ကိုထိထားတဲ့ဂါရိုကသူ့ရဲ့စွမ်းအားကြောင့်အနိုင်ရရှိခဲ့ပြန်ပါတယ်။သူရဲ့ကောင် association က Drider ဆိုတာကလည်းအဖွဲ့အစည်းရဲ့ပတ်စံကိုကိုရေးကိုရာကိစ္စတွေအတွက်ဖြုံးတီးနေသူတူပါ။ဒီအချိန်ဂါရိုတယောက်ရောက်ချလာခဲ့ပြီး Drider ကိုအခွက်ပိတ်ထိုးထားခဲ့ပါတယ်။လမ်းလျှောက်ပြန်လာတဲ့ဂါရိုနဲ့စပင်တို့လာဝဲတဲ့စိုက်ထာမာတို့စုံတဲ့အခါစိုက်ထာမာရဲ့တီးထုတ်ခြင်းကိုသာဂါရိုတယောက်ခံလိုက်ရရှာပါတယ်။ဂါရိုဆိုတာငငယ်ကလေးတဲက superhero ဇာတ်လမ်းတွေကိုကြည့်ရင်တောင်မှ monster တွေကိုသာအားပေးတဲ့ကောင်မျိုးပါ။တရားမျှတမှုအတွက်သူရဲ့ကောင်းတွေကပဲအနိုင်ရရှိရဆိုတဲ့ logic ကြီးကိုမတရားဘူးလို့မေကွန်းထုတ်ခဲ့သူကတော့ဂါရိုပဲဖြစ်ပါတယ်။အိမ်မက်မက်နေတဲ့ဂါရိုတယောက်စိုက်ထာမာထိုးခဲ့တဲ့အမိုက်ပုံနားမှာပဲတည်ရနိုးလာခဲ့ပါတယ်။သူရဲ့ကောင်း association ဘက်ကအကြီးအကဲတွေကတော့သူတို့ရဲ့လုံခြုံရေးကိုဂါရိုချောင်းတိုးမြင့်နေကြရပါပြီ။စိတ်သိမ့်မရှိတတ်တဲ့ metal ဘက်တယောက်ကတော့ association ရဲ့ရန်ပုံငွေတွေကိုအတိအကကူညီပေးနေတဲ့သားဖနှစ်ယောက်ကိုတွားရောက်ဆောင်ရှောက်ပေးနေရပါတယ်။ဒီအချိန်ညီမစီကဖုန်းလာတာကြောင့် metal ဘက်တယောက်အပြင်ထွက်ပြီးပုံပြောနေခဲ့ပါတယ်။ဖုန်းပြောနေတော့မှပဲ monster တစ်ကောင်ကအထဲမှာရှိတဲ့သားဖစီကိုရောက်နေခဲ့ပါပြီ။ဆရာကရုံးကတော့ Charanko အစားဝင်ရောက်ရှင်ပြိုင်ဖို့ stadium စီကိုရောက်နေခဲ့ပါပြီ။ဒီအချိန် Saber Fan ရဲ့တပည့်ကျော်ကြီးကစိုက်ထာမာကို Charanko အထင်နဲ့လာရောက်နှုတ်ဆက်နေခဲ့ပါတယ်။ဒီပြိုင်ပွဲဟာကိုခံပညာရှင်တွေအတွက်အရန်အရေးကြီးတဲ့ပြိုင်ပွဲတစ်ခုဖြစ်တာကြောင့်ဂါရိုကျူးလွန်ခဲ့တဲ့ပြစ်မှုကိုဒီနေ့မှတင်းကျပ်ထားခဲ့ပါတယ်။အဓိကကတော့ပြိုင်ပွဲဝင်အယောင်ဆောင်ထားတဲ့သူတွေကိုတည်တည်ချာချာစစ်ဆေးနေတာမျိုးပါ။ဂါရိုဟာ Saber Fan ရဲ့ Dojo Class မှာရှိတဲ့တပည့်တွေအကုန်လုံးကိုရုတ်တရက်ဆိုလိုတိုက်ခိုက်ဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါကြောင့် Saber Fan ရဲ့ Dojo ကရုတ်တရက်ပိတ်သိမ်းလိုက်ရတာမျိုးပါ။တစ်ဖက်မှာရှိတဲ့ Metal ဘက်ကတော့ Crony သားဖကို Monster တွေလက်ကနေကဲတင်ပေးလိုက်ပါတယ်။ Metal ဘက်ချိန်မုံလိုက်တာက Centipede အမျိုးအစားဖြစ်တဲ့အကြောင်းအကြီးစား Centipede ကြီးတစ်ကောင်ထပ်ပေါ်လာခဲ့ပါတယ်။ဂါရိုကတော့သူရဲ့ကောင်စီးရင်ရှိတဲ့ကောင်လေးစီကိုရောက်နေခဲ့ပြီး Watchdog Man နဲ့ပတ်သက်တဲ့ info တွေကိုစုဆောင်းနေခဲ့ပါတယ်။ဒီအချိန်သတိပေးချက်တစ်ခုကြောင့်အနီးနားမှာ Metal ဘက်ရောက်နေပြီဆိုတာကိုဂါရိုသိသွားခဲ့ပါတယ်။ကင်းချီများကြီးအပြင် Reflex ရှိတုံကိုပါတိုက်ခိုက်နေရတဲ့ Metal ဘက်ကတော့အခြေအနေသိပ်မကောင်းပါဘူး။ဒါကြောင့် Metal ဘက်တယောက်ကိုနဖူးကိုပြန်ရိုက်ပြီး Fighting Spirit ကိုနှိုးထားနိုင်ခဲ့ပါတယ်။ Fighting Spirit ဆိုတာ Metal ဘက်ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားတွေကိုမြင့်တင်ပေးနိုင်တဲ့ ability တစ်ခုပဲဖြစ်ပါတယ်။ Fighting Spirit ကိုအသုံးပြုပြီး Metal ဘက်တယောက် Senior Centipede နဲ့အတူ Reflex ရှိတုံတို့ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါကြောင့် Metal ဘက်က Crony သားဖကိုကယ်တင်နိုင်ခဲ့တယ်ပေါ့။ Centipede တွေစက်တိုက်ပေါ်လာနေတဲ့ဆိုတာကအကြောင်းရင်းသက်သက်ရှိပါတယ်။ဒီအချိန် Metal ဘက်စီကို Ether Centipede ကြီးတစ်ကောင်ရောက်ချလာခဲ့ပါတယ်။ Crony သားဖကိုဘေးလို့ရပို့ဆောင်ပြီးတဲ့နောက် Metal ဘက်တယောက် Ether Centipede ကိုစတင်တက်ခတ်ခဲ့ပါတယ်။ Metal ဘက်အနေနဲ့ Ether Centipede ကြီးရဲ့ခေါင်းကိုအပြည့်အပြည့်တက်ခတ်ခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။အစင်မပြေတဲ့ဂျာကမှဂါရိုကပါဝင်ရောက်နှောက်ယှက်လာတာကြောင့်စတင်အလုရှုပ်လာခဲ့ပါပြီ။ Metal ဘက်ဖြည့်ရှင်းနေတဲ့ Ether Centipede ကြီးကို Metal Knight ကလာရောက်တိုက်ခိုက်နေပါတယ်။ Metal Knight ရဲ့အစင်းမြင့်လက်နက်တွေနဲ့တောင်မှ Ether Centipede ကြီးကိုမထိုးဖုံးနိုင်ခဲ့ပါဘူး။နေရာတိုင်းမှာ Monster တွေဟာစတင်ပေါ်လာနေပြီဖြစ်တာကြောင့်သူရဲ့ကောင်းအင်အားနဲ့မျှတမှုမရှိတဲ့အခြေအနေကိုရင်ဆိုင်လာရပါတယ်။ Metal ဘက်တယောက်ကတော့ Ether Centipede ကြီးနဲ့မရင်ဆိုင်ရပဲဂါရိုနဲ့သာတိုက်ခိုက်နေရတာပါ။ Metal ဘက်ရဲ့ Fighting Spirit ဆိုတာကတိုက်ခိုက်ခံရလေပုံမတန်မာလာလေပဲဖြစ်ပါတယ်။ဒါကြောင့်ဂါရိုရဲ့ Martial Art တွေကလည်း Metal ဘက်ပေါ်မှာအလုပ်ဖြစ်မနေပါဘူး။ခတ်တာက Metal ဘက်အနေနဲ့ဂါရိုကိုထိအောင်မတိုက်ခိုက်နိုင်သေးတာပါပဲ။နောက်ဆုံးမှာတော့ Metal ဘက်တယောက်ဂါရိုရဲ့ထိုးချက်မှာလဲကျသွားခဲ့ချပါတယ်။ဒါပေမဲ့ Metal ဘက်ကဂါရိုကိုအငိုက်ဖမ်းပြီးအပြတ်ရှင်းပစ်ဖို့ကြိုးစားခဲ့ပေမဲ့ညီမဖြစ်သူရောက်လာတာကြောင့်ပွဲကပြီးမသွားခဲ့ပါဘူး။ Humanity အပြေးအဝရှိနေသေးတဲ့ဂါရိုက Metal ဘက်ရဲ့ညီမလေးကြောင့်တိုက်ပွဲကိုရှောင်ထွက်ခဲ့ပါတယ်။ဒါကတော့ Phoenix Man ဖြစ်ပြီးဂါရိုကို Monster တစ်ကောင်ဖြစ်လာဖို့လာရောက်ကမ်းလှမ်းခဲ့တာပါ။ ဂါရိုကတော့ Phoenix Man ရဲ့ offer ကိုချက်ချင်းညှင်းဆန်လိုက်ပါတယ်။
ဒါကြောင့် Phoenix Man တို့တတိုက်လက်တစားကန်ကလေးကိုဖမ်းဆီးပြီးတက်ခေါက်ပြန်သွားခဲ့ကြတော့တာပေါ့ချာရန်ကိုအယောင်ဆောင်ပြီးပြိုင်ပွဲဝင်နေတဲ့ဆရာကရုံးဘက်မှာလည်းပြိုင်ရမယ့်ပြိုင်ဘက်တွေကစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်ဆရာကရုံးဘက်ကတော့တိုက်ခိုက်နေစဉ်အတွင်းမှာသူ့ရဲ့ခေါင်းကိုမထိဖို့ဒိုင်းလူကြီးတွေကိုတောင်းဆိုထားခဲ့ပါတယ်ဂျန်နို့စ်ကလည်းဆရာဖြစ်သူစိုင်းထာမာရဲ့ပြိုင်ပွဲကိုလာရောက်အားပေးနေခဲ့ပါတယ်ဒီပြိုင်ပွဲမှာသတိထားစရာလူနှစ်ယောက်ကတော့ဘာကူဆန်နဲ့ဆူအီရူတို့ပါဆူအီရူရဲ့အဓိကရွေးချက်ကတော့ဂါရိုနဲ့ရင်ဆိုင်ကျင်တာပဲဖြစ်ပါတယ်စိုင်းထာမာကအေးစစ်စစ်ဖြစ်နေပေမဲ့အခြားလူတွေကတော့အတွေးကိုစီနဲ့ရှုပ်ထွေးနေခဲ့ကြပါတယ်ဘယ်လ်ဂျီကတော့အကိုဖြစ်သူနဲ့အတူတောင်းချနေတဲ့ monster တွေကိုလိုက်လံနှိမ်နင်းနေခဲ့ပါတယ်ဘာလို့ဆိုထိုက်ကား level ရှိတဲ့ monster တွေက A class သူရဲ့ကောင်းတွေကိုလိုက်လံအနာယူနေခဲ့တာကြောင့်ပါဒုက္ခရောက်နေတဲ့သူရဲ့ကောင်းတွေကိုကယ်တင်ဖို့ဖူပူကီရိုဂိုင်းသားတွေကလည်းပူးပေါင်းပါဝင်ခဲ့ကြပါပြီစိုင်းထာမာရဲ့ပြိုင်ပွဲမှာလည်း Max ဟာ Ring ကိုအနာယူထားနိုင်ခဲ့ပါတယ် Max နဲ့အတူစိုင်းထာမာကလည်း level အနှိပ်ပြိုင်ပွဲဝင်တယောက်အနေနဲ့သာသတ်မှတ်ခံထားရတာပါအခုလောလောဆယ်မှာတော့စိုင်းထာမာဟာဇကိုနဲ့ရင်ဆိုင်ရှင်ပြန်ရပါအောင်မယ်နောက်တစ်ဆင့်ကိုတက်လန်းသွားတဲ့ Max ကတော့စူအီရူနဲ့ရင်ဆိုင်ရမှာပါမက်ဆီယာအဓိကရွေးချက်ကတော့တန်မာတဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာဖို့ဒီပြိုင်ပွဲကိုဝင်ရောက်ရှင်ပြနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ဆူအီရူကပိုပြီးတန်မာနေခဲ့တာပါ။ဆူအီရူအနာယူလိုက်တဲ့မက်ဆိုတာ A class သူရဲကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်လက်တွေ့ဘဝ reality မှာ S class သူရဲကောင်းတွေလိုမျိုးတန်မာတဲ့လူသားတွေရှိနေကြောင်း Genos တစ်ယောက်နားလည်သွားခဲ့ပါတယ်။ Stadium ကိုထိန်းချုပ်နေတဲ့အခန်းထဲမှာတော့အပြင်ဘက်မှာ monster တွေအုပ်လိုက်ကြီးလာနေပြီဆိုတဲ့သတင်းကိုရရှိထားပါတယ်။ဒါပေမဲ့ပွဲပြတ်သွားမှဆိုတဲ့အတွက်ကြောင့်ပရိသတ်တွေကိုတော့အတိပေးခြင်းမရှိခဲ့ပါဘူး။ Genos ကလည်းစိုင်းထာမာကိုမနှောက်ယှက်ချင်တာကြောင့်ရောက်နေတဲ့ monster တွေကိုသူကိုယ်တိုင်ဖြည့်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြိုင်ပွဲထဲမှာတော့ဒိုင်လူကြီးကပါဝင်တိုက်ရတဲ့အထိပွဲချမ်းနေကြပါပြီ။ Genos ကတော့ပြင်မာတောင်းချမ်းနေပါတယ်ဆိုတဲ့ monster 9 ကောင်ကိုတစ်ကောင်ချင်းလိုက်ပြီးအပြန်ရှင်းပြနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ပိုဟန် monster ရှိရာစီကို Genos ရောက်ရှိခဲ့ပါတယ်။ Stadium ထဲမှာတော့ဇက်ကိုကိုအနိုင်ရရှိသွားတဲ့စိုင်းထာမာတယောက်ချက်ပြီးရဲ့အဟောင်းဖြစ်တဲ့ဘာကူဆန်ကိုတိုက်ခိုက်ရပါတော့မယ်။စိုင်းထာမာရဲ့တောင်းဆိုချက်ကတော့သူ့ရဲ့ခေါင်းကိုမထိရဘူးဆိုတဲ့တောင်းဆိုချက်ဖြစ်ပေမဲ့ဘာကူဆန်ကခေါင်းကိုထိတဲ့အတွက်ကြောင့်တစ်ချက်တည်းနဲ့ကွင်းပြင်ရောက်တဲ့အထိထိုးပေးလိုက်ပါတယ်။သူရဲ့ကောင်း association ဘက်မှလည်းကလေးပြန်ပေးဆွဲခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမိုးမီးလောင်ကုန်ကြပါပြီ။ပိုဟက်ကိုဖြည့်ရှင်းနေရတဲ့ Genos ဘက်မှလည်းတကယ်ကိုမလွယ်ကူတဲ့တိုက်ပွဲတစ်ခုဖြစ်နေခဲ့ပါတယ်။ခင်ဗျားတို့အနေနဲ့ One Punch Man နဲ့ပတ်သက်တဲ့ content တွေကိုကြည့်ချင်တဲ့ဆိုရင်တော့ YouTube မှာ Geezy ခွက်လို့ရရှာပြီးသွားကြည့်နိုင်ပါတယ်။ဒီလိုကြည့်ပေးခြင်းအပြင်ကျွန်တော်ကို support ပေးရလဲရောက်တာပေါ့။ Genos တယောက်အရင်မြန်ပါတယ်ဆိုတဲ့ပိုဟက်ကောင်ကိုဖြည့်ရှင်းဖို့အားပြည့်တဲ့ကော်ရီတွေကိုအသုံးပြုခဲ့ပါတယ်။ခြေထောက်နဲ့ချမ်းပြင်ကိုခွာမရအောင်ကတ်သွားတဲ့ပိုဟက်ကောင်နဲ့မြန်ချင်တောင်မမြန်နိုင်တဲ့အနေအထားမျိုးအဖြစ်ပြောင်းလဲသွားခဲ့တော့တာပေါ့။ဒါကြောင့်ပိုဟက် monster ကလည်းခြေထောက်ကိုဖျက်ပြီးလွတ်အောင်ထွက်ပြေးသွားခဲ့ပါတယ်။အင်မတန်ကြီးမားလွန်းလာတဲ့ဖူဘူကီရဲ့ဘက်မှာလည်းအခြေအနေသိပ်မကောင်းပါဘူး။စိတ်ညှို့နိုင်တဲ့ monster မရဲ့တိုက်ခိုက်မှုကြောင့်ဖူဘူကီတယောက်သူ့ရဲ့အဖွဲ့သားတွေကိုဆုံးရှုံးထားခဲ့ရပါပြီ။စိတ်စွမ်းအင်မှာအားကောင်းလွန်းလာတဲ့ဖူဘူကီအပေါ်မှာတော့ monster မရဲ့ချဖို့ကအလုံးမဖြစ်ခဲ့ပါဘူး။ညီမဖြစ်သူဒုက္ခရောက်နေပြီဆိုတာနဲ့ဆက်စင်းပေါ်လာတတ်တဲ့ထဆူမကီကတော့ဒီတစ်ခါမှလည်းဆက်ဆက်ညံ့ညံ့ရောက်လာခဲ့ပါတယ်။ဒါကြောင့်ကြာပိုးကင်တဲ့ monster မကြီးလည်းအချိန်မီထွက်ပြေးခဲ့ရရှာပါတယ်။စိုက်ထာမာကလည်းပြိုင်ဘက်တွေကိုတစ်ချက်နှုံးနဲ့အနိုင်ယူထားနိုင်ခဲ့သလိုဆွီရူကလည်း A class သူရဲ့ကောင်းတွေကိုအေးစစ်စစ်အနိုင်ယူထားနိုင်ခဲ့ကြပါတယ်။ဆွီရူဆိုတာသူရဲ့ကောင်းတွေကိုတိတ်အလုံးမရှိတဲ့ကောင်စားမျိုးပါ။အကျဉ်းထောင်နဲ့စေယုံတွေကိုပါ monster တွေဟာစီးနှင်းနေကြပါပြီ။အခုမြင်တွေ့နေရတာကတော့ Monster Association နဲ့ဖျားအိုရိုချီဖြစ်ပြီးတကယ်ကျမ်းတဲ့ monster တွေကိုအသုံးပြုစရာမလိုပဲတာမန် monster တွေနဲ့ Hero Association ကိုတိုက်ခိုက်နိုင်တဲ့အတွက်ကြောင့်အောင်ပွဲခံနေကြတာပဲဖြစ်ပါတယ်။ဂါရိုကတော့ Watchdog Man ကိုအနိုင်ယူဖို့ရောက်ရှိနေခဲ့ပါပြီ။ Monster Association ဘက်ကိုတုံ့ပြန်ဖို့ Hero Association ဘက်ကလည်း Giant Fire, Drive Knight, Swimmers နဲ့ Piccolo ကိုအသုံးပြုလာခဲ့ပါတယ်။ဒါကတော့ S class သူရဲ့ကောင်းတစ်ယောက်ဖြစ်တဲ့ Flashy Flash တွေပြီးဖြည့်ရှင်းရခက်တဲ့ monster တွေကိုတောင်စက္ကန့်ပိုင်းအတွင်းဖြည့်ရှင်းထားနိုင်ခဲ့ပါတယ်။ဒီနေရာမှာ Dust Gun တလင်းဦးဆောင်တဲ့ A class သူရဲ့ကောင်း crew တစ်ခုကလည်းရှိနေခဲ့တာပါ။သူတို့အားလုံးထက်ပိုပြီးစွမ်းကြီးမားတာကတော့ Tatsumaki ပဲဖြစ်ပါတယ်။ဒါသမားတွေကိုစူးစီးပြီးအစည်းအဝေးထိုင်နေတာကတော့ Atomic ပဲဖြစ်ပါတယ်။အဓိကတော့ဘန်တယောက်ဂါရိုကိုမဖြည့်ရှင်းနိုင်ခဲ့ဘူးဆိုရင်ဒါသမားတွေကကူညီဖြည့်ရှင်းကြဖို့ပါ။ဒါသမား9ယောက်ထဲက Harakiri အနေနဲ့ Monster Association ဘက်ကရရှိလာတဲ့ Monster Cells တွေကိုထုတ်ပြလာပါတယ်။ဒီ Cells တွေကိုစသုံးလိုက်မယ်ဆိုရင် Monster အဖြစ်ပြောင်းလဲသွားမှာမျိုးဖြစ်ပြီးလူသားတယောက်ထက်ပိုမိုတန်မာလာမှာပါ။ Harakiri ကိုရိုင်းက Monster တစ်ကောင်ဖြစ်နေပြီဖြစ်တာကြောင့် Atomic ကပဲဖြည့်ရှင်းလိုက်ရပါတယ်။ဒါကြောင့် Atomic ဟာ Garo ထက် Monster Association ကိုအရင်ဆုံးဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်။စိုက်ထာမာရဲ့ပြိုင်ပွဲဘက်မှာလည်းစိုက်ထာမာနဲ့ဆူရီရူရဲ့ပြိုင်ပွဲဟာစတင်နေခဲ့ပါပြီ။ပွဲစပြီးဆိုတာနဲ့ဆူရီရူကစိုက်ထာမာရဲ့စပင်တူကိုပဲရွေးပြီးတိုက်ခိုက်နေခဲ့ပါတယ်။တကယ်တမ်းကျတော့ဆူရီရူဟာသွေးပူလေ့ကျင့်ငန်းလုပ်နေတာမျိုးပါ။စိုက်ထာမာဘက်ကတော့သူ့ရဲ့ရွေးချက်ဟာ martial art ကိုလေ့လာချင်တာမျိုးဖြစ်လို့အကောင်းဆုံးတိုက်ကွက်တွေကိုပြသပေးဖို့တောင်းဆိုလိုက်ပါတယ်။စိုက်ထာမာရဲ့တောင်းဆိုချက်ကြောင့်ဆူရီရူဘက်ကအားပြင်းတဲ့ခံချက်တွေကိုစတင်ထုတ်ပြလာခဲ့ပါပြီ။စိုက်ထာမာကြီးခံရရတယ်ဆိုပေမဲ့ဆူရီရူရဲ့တိုက်ခိုက်မှုတွေဟာစိုက်ထာမာအပေါ်မှာလည်းအလုပ်ဖြစ်မနေခဲ့ပါဘူး။ဆူရီရူကတော့စိုက်ထာမာကိုသူ့ရဲ့ကောင်းတွေဆိုတာတာမန်လူသားတွေသာဖြစ်ပြီးတိတ်လည်းအသုံးမဝင်ဘူးလို့သုံးသပ်ပြောဆိုလိုက်ပါတယ်။သူရဲ့ကောင်းတစ်ယောက်ဖြစ်တာကြောင့်ဒေါသအရန်ထွက်သွားတဲ့စိုက်ထာမာကတော့သူ့ရဲ့စပင်အတုကိုတောင်ဂယုမဆိုင်ပဲဆူရီရူကိုတစ်ချက်ထိုးပြလိုက်ပါတယ်
ကံကောင်းစွာနဲ့စိုက်ထာမာရဲ့ထိုးချက်ကဆွီရူကိုမထီဘူးဆိုပေမဲ့အဝတ်အစားတွေကိုတော့စုပ်ပြတ်သွားစေခဲ့တာပါဒိုင်လူကြီးတွေဘက်ကတော့ချာရန်ကိုအဖြစ်ဟန်ဆောင်ထားတဲ့စိုက်ထာမာကိုအရေးချင်းမပြေးမိဘူးဆိုတဲ့ဆုံးဖြတ်ချက်နဲ့ပွဲပယ်ဖြစ်ခဲ့ပါတယ်ဒိုင်တွေကပွဲကိုရပ်တန့်လိုက်ပေမဲ့ဆွီရူကတော့စိုက်ထာမာကိုဆက်လက်တိုက်ခိုက်နေခဲ့တာပါဆွီရူဘက်ကစိုက်ထာမာကိုစီဂျီနဲ့ချန်ကွဲသွားတဲ့အထိတိုက်ခိုက်ခဲ့ပေမဲ့အလုံးမဖြစ်ခဲ့ပါဘူးစိုက်ထာမာဘက်ကဆွီရူကိုဖိနေပေါက်လိုက်တဲ့အချိန်မှာတော့ဆွီရူတယောက်ကွင်းပြင်ကိုရောက်သွားခဲ့ရပါတယ်စိုက်ထာမာတယောက်အခြေအနေမကောင်းတာကြောင့်ထွက်ပြေးသွားတဲ့အခါမှာတော့ကြံနေတဲ့ဆွီရူကပဲစူဖလားကြီးကိုရရှိပိုင်ဆိုင်ခဲ့ပါတယ်ဒီအချိန်မှာပဲပြိုင်ပွဲဝင်တွေကိုဖမ်းခေါ်လာတဲ့မွန်စတာတက်တိုက်ကွင်းထဲကိုရောက်လာကြပါတယ်ရောက်လာတဲ့လူဟာကိုကတ်ဆုဖြစ်ပြီးပြိုင်ပွဲဝင်တွေအကုန်လုံးကိုမွန်စတာစတဲရီစားခတ်ခဲ့ပါတယ်ကိုကတ်ဆုဆိုတာအရင်တစ်ချိန်တုန်းကမာရှယ်အာပြိုင်ပွဲတွေရဲ့ချန်ပီယံအဟောင်းတစ်ယောက်ဖြစ်ခဲ့တာပါအားနဲ့လွန်လာတဲ့ပြိုင်ပွဲဝင်တွေအတွက်တော့ကိုကတ်ဆုရဲ့မွန်စတာဆဲတွေကစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်ချိုဆိုအပါအဝင်အခြားသောပြိုင်ပွဲဝင်အများစုကလည်းအသက်ရှင်နေတာကြောင့်မွန်စတာဆဲတွေကိုစားသုံးလိုက်ကြပါတယ်ချန်ပီယံရှင်ဆွီရူကတော့မွန်စတာအဖြစ်ပြောင်းလဲသွားတဲ့ပြိုင်ပွဲဝင်တွေကိုထပ်မံအနိုင်ယူပြခဲ့ပါတယ်ဒါပေမဲ့ချိုဆိုကတော့ထူးထူးခြားခြားအရန်တန်မာနေတာကြောင့်ခက်ခဲမှုတချို့ရှိခဲ့တာပါဒါပေမဲ့လည်းနောက်ဆုံးမှာတော့အားပြင်းတဲ့လက်သီးချက်တွေနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်ကိုကတ်စုဘက်ကသူ့လိုမျိုးတန်မာမှုရှိတဲ့ဂျူနီယာဆွီရူကိုမွန်စတာတကောင်ဖြစ်လာဖို့ကန့်လန့်ခဲ့ပေမဲ့ဆွီရူကတော့လက်မခံခဲ့ပါဘူးဂါရိုကတော့ speed တစ်ခုသာအားသာမှုရှိတဲ့ Westman ကိုအထင်သေးမိတာကြောင့်ကောင်းကောင်းကြီးဒုက္ခရောက်နေရပါပြီ။ကန့်လန့်မှုကိုလက်မခံတဲ့နောက်ကိုခက်စုတယောက်ဆွီရူကိုခြေမုံပစ်ခဲ့ပါတယ်။ဘာကူဇန်ကတော့ Monster ဆဲကိုအပြေးအဝစားသုံးလိုက်ပေမဲ့ခန္ဓာကိုယ်ကလက်မခံနိုင်တာကြောင့်တေဆုံးသွားခဲ့ရပါတယ်။ဆွီရူရဲ့နောက်ဆုံးအချိန်ကိုရောက်နေပေမဲ့ကူညီမဲ့သူတယောက်မှတော့ပေါ်မလာခဲ့ပါဘူး။ထူးထူးဆန်းဆန်းဆွီရူအထင်သေးခဲ့တဲ့သူရဲ့ကောက်နှစ်ယောက်ကပဲဆွီရူကိုလာရောက်ကဲတင်မှုကြိုးစားနေခဲ့ကြတာပါ။၃ယောက်အတူတူပူးပေါင်းပြီးကိုခက်စုရဲ့ကြီးကန်းတွေကိုနှိမ်နင်းနိုင်ခဲ့ပါတယ်။ကိုကတ်ဆုရဲ့လက်ထဲကနေပြေးထွက်ဖို့ဆွီရူကဆုတ်ဖြစ်လိုက်ပေမဲ့ Magnus Netto ကတော့ထွန်မပြေးပဲကိုကတ်ဆုကိုရင်ဆိုင်ကြမှာပါဆွီရူကထွက်ပြေးဖို့ကြိုးစားပေမဲ့ Monster အဖြစ်ပြောင်းလဲသွားတဲ့ဘာကူဆန်ကြောင့်ထွက်မပြေးနိုင်တော့ပါဘူးအခုဆိုရင် Monster Association ရဲ့အင်အားဟာ Monster Series ကြောင့်ပိုပြီးကြီးမားလာနေခဲ့ပါပြီဘာကူဆန်ကတော့အားနဲ့နေပြီဖြစ်တဲ့ဆွီရူကိုမချေပွဲပါလွှဲနေခဲ့ပါသေးတယ်ဆွီရူကတော့သူ့ကိုကူညီဖို့သူရဲ့ကောင်းတယောက်ကိုအကူအညီတောင်းနေခဲ့ပါတယ်ဒီအချိန်စိုက်ထာမာတယောက်ရောက်ချလာခဲ့ပါတော့တယ်စိုက်ထာမာကတော့ဒုက္ခရောက်နေတဲ့ဆွီရူကိုစိတ်သက်သာရစေမဲ့စကားတွေနဲ့အတူရောက်လာခဲ့ပါပြီ။မွန်စတာဖြစ်သွားတဲ့ဘာကူဆန်ကလည်းဆရာကရုံးကိုမှတ်မိနေခဲ့ပါတယ်။ဒါပေမဲ့လည်းဘာကူဆန်ရဲ့တက်ခိုင်းမှုတွေကစိုက်ထာမာအပေါ်မှာတိတ်တော့အလုပ်ဖြစ်မနေပါဘူး။ဆိုတော့ထုံးစံအတိုင်းပါပဲဆရာကရုံးတယောက်ဘာကူဆန်ကိုတစ်ချက်ထိုးစနစ်နဲ့ပဲဖြည့်ရှင်းပြလိုက်ပါတယ်။ဆွီရူကတော့စိုက်ထာမာရဲ့ကင်းနေပေးမှုကြောင့်ကဘာကြီးဟာသူရဲ့ကောင်းတွေကိုတကယ်လိုအပ်နေကြောင်းလက်ခံသွားခဲ့ပါတယ်။ဆွီရူရဲ့ပြောပြချက်အရာကိုခတ်စုကပြင်မရှိနေသေးကြောင်းသိလိုက်ရပါတယ်။ကိုကတ်ဆုဆိုတာ Asclet ရဲ့ကောက် Genos ကိုတော့အနိုင်ပိုင်းလာခဲ့တဲ့ကောင်ပါဆွီရူကတော့စိုက်ထာမာကိုကတ်ဆုစီမသွားဖို့တားဆီးနေပေမဲ့အဆင်မပြေခဲ့ပါဘူးစိုက်ထာမာကတော့ချက်ချင်းဆိုသလိုအင်အားကြီးမှလွန်လာပါတယ်ဆိုရဲကိုကတ်ဆုရဲ့ကောင်းကိုဖြုတ်ပစ်လိုက်ပါပြီဆွီရူဟာစိုက်ထာမာကိုအရန်အားကျလာတာကြောင့်သူကိုယ်တိုင်မှသူရဲ့ကောင်းလှုပ်ဖို့ဆုံးဖြတ်ထားခဲ့ပါတယ်ဆွီရူကစိုက်ထာမာစီမှာတပည့်ခံဖို့တောင်းဆိုခဲ့ပေမဲ့ဆွီရူကတော့ခမားတို့လိုပဲအငင်းခံလိုက်ရပါတယ်Asclet ရဲ့ကောင်းတယောက်ဖြစ်တဲ့ Triple P ကတော့ကျူးကျော်လာတဲ့ Monster တွေကိုတယောက်ထည့်ရင်ဆိုင်ဖြည့်ရှင်းနေခဲ့ပါတယ်အရာအလုံးဟာသူ့အတွက်အားနည်းနေပြီဖြစ်တာကြောင့်စိုက်ထာမာတယောက် brand out ဖြစ်လာနေပါပြီဒီအချိန်စိုက်ထာမာစီကိုဗီဒီယိုဂိမ်းကင်းကြီးရောက်ချလာခဲ့ပါတယ်စိုက်ထာမာအတွက်တော့ခင်းရလုံးဝအဖော်ပြပေးနိုင်တဲ့မိတ်ဆွေကောင်းတယောက်ပါစိုက်ထာမာရဲ့ပြောပြချက်အရာသူဟာအရန်တန်မာလွန်းနေတာကြောင့်သူ့ကိုယ်သူအရန်စိတ်ပြက်လာတယ်လို့သိထားရပါတယ်ကင်းဘက်ကတော့တန်မာလွန်းတာနဲ့ပန်းနိုင်ရောက်တာနဲ့ကမတူဘူးလို့ဆိုပါတယ်စိုက်ထာမာရဲ့ပန်းနိုင်ဟာပြေးွားတဲ့သူရဲ့ကောင်းတယောက်ဖြစ်ဖို့လိုတာကြောင့်အားလုံးလေးစားအားချရတဲ့သူရဲ့ကောင်းတယောက်ဖြစ်အောင်ကြိုးစားနေဖို့ခင်းကအကြံပေးခဲ့ပါတယ်အခုလဲလူတော်တော်များများကစိုက်ထာမာကိုသိနေကြပြီဆိုပေမဲ့စိုက်ထာမာဘက်က humanity တစ်ခုလုံးကိုကာကွယ်ပေးနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့လိုအပ်နေပါသေးတယ်။တကယ်တော့ခင်းပြောနေတဲ့တသနာတွေကသူဖတ်ထားတဲ့မန်ဂါတွေထဲကအကြောင်းအရာတွေတက်တာဖြစ်ပါတယ်။ခင်းကတော့စိုက်ထာမာကိုအကျော်ပေးတဲ့အနေနဲ့လက်တချောင်းတဲ့ဗီဒီယိုဂိမ်းတစ်ခုကိုစော်ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဂါရိုဘန်မှာလည်း Watchdog ရဲ့တိုက်ခိုက်မှုတွေကြောင့်အခြေအနေသိပ်မကောင်းရှာပါဘူး။ဒါတောင်မှကင်းကိုမြင်လိုက်ရတာကြောင့်အပြေးလွှားတိုက်ခိုက်ဖို့ကြိုးစားတာကြောင့်စိုက်ထာမာရဲ့ supplementation ကိုသာထပ်ပြီးခံလိုက်ရပါတယ်။စိုက်ထာမာကတော့ဂါရိုဆိုတာသူ့ရဲ့အတိတ်က personality နဲ့တူတဲ့သူတစ်ယောက်ဖြစ်တာကြောင့်အများကြီးမျှော်လင့်ထားကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်းသူကန်လိုက်တဲ့သူဟာဂါရိုဖြစ်နေတဲ့ဆိုတာကိုတော့သူကိုယ်တိုင်လည်းသိမနေသေးပါဘူး။ Sonic ရဲ့အသည့်တွေဖြစ်ကြတဲ့ Win နဲ့ Flame တို့ကလည်း Monster Series ကိုစားသုံးပြီး Monster တွေဖြစ်နေခဲ့ကြပါပြီ။ Win နဲ့ Flame တို့နှစ်ယောက်က Sonic ကိုပုံပေါ်တမ်းမှလာစေမဲ့ Monster 10လုံးကိုလာပေးခဲ့ပါတယ်။ဒါကတော့ Zombie Man ဖြစ်ပြီး Monster Association နဲ့ပတ်သက်တဲ့ facts တွေကိုစုဆောင်းဖို့တာဝန်ယူထားသူပါ။ Zombie Man ဟာ Asclet ရဲ့ကောင်တယောက်ဖြစ်တာကြောင့်သွားရှုပ်လို့မရတဲ့အနေအထားမှာရှိပါတယ်။ဘန်နဲ့ဘွန်တို့ကလည်းဂါရိုကိုလိုက်ရှာပြီးနှိမ်နင်းဖို့ကြိုးစားနေကြသလိုသူရဲ့ကောင် Association ဘက်မှလည်းနာခံမီရတာကိစ္စအပြင်လူသားတွေကို Monster ဖြစ်ပြောင်းလဲနေတဲ့ဆဲဆွေကြောင့်ပါခေါင်းကိုက်နေကြရပါပြီ။ Sonic ကတော့ရရှိလာတဲ့ Monster ဆဲဆွေကိုအစိမ့်လိုက်မစားပဲချက်ပြုတ်ပြီးမှစားတော့လိုက်ပါတယ်
တမ်းမာလွန်နေပါပြီဆိုရက်ဆရာဂရုံးကတော့လက်တချောင်းပဲသုံးတဲ့ငကြောက်ကြီးခင်းကိုအခုထိမနိုင်သေးပါဘူးပွဲတော်များများကိုစောပြစ်ခဲ့ကြပေမဲ့ခင်းကိုတော့စိုင်းထားမှာကမနိုင်ခဲ့ဘူးပေါ့ဒါကတော့သူရဲ့ကအချင်းချင်းဆက်သွယ်ပြောဆိုနိုင်တဲ့ device တစ်ခုပဲဖြစ်ပါတယ် Hero Association ဘက်မှာတော့ Monster Association ဘက်ကပေးပို့တဲ့ message တစ်ခုကိုလက်ခံရရှိထားခဲ့ပါပြီ message ကိုပေးပို့သူကတော့ Gyoro ဖြစ်ပြီး Monster တွေကိုနေရာတစ်ခုပေးပို့တောင်းဆိုခဲ့တာပါလူသားတွေနဲ့ Monster တွေအတူတူရှင်တွဲနေထိုင်ဖို့ဆိုတာ Gyoro ပြောတဲ့ဟာသားတစ်ခုသာဖြစ်ပြီးအဓိက message ကတော့ကလေးကို3ရက်အတွင်းလာခဲ့ဖို့ပါပဲဒါကတော့ Blackluster ဖြစ်ပြီး Steve တက်တောင်မှာတဲ့ခန္ဓာကိုယ် structure တစ်ခုကိုရရှိပိုင်ဆိုင်ထားခဲ့တာကြောင့်သူရဲ့ကောင် Association ရဲ့ဌာနချုပ်ကို Monster တစ်ကောင်ရဲ့တိုက်ခိုက်မှုကနေကာကွယ်ပေးနိုင်ခဲ့ပါတယ်ဒါကြောင့်3ရက်အတွင်းသူရဲ့ကောင်တွေဆိုပြီးကလေးကိုသွားခဲ့ကြရမှာပါ Gyoro ဆိုတာ Monster ရဲ့ဘီရင် Orochi ကိုအခါစားဝင်ရတဲ့အဆင့်မြင့် Monster တစ်ကောင်ပါဘီရင်ကြီး Orochi ရဲ့အမိန့်ကိုဖီဆန်တဲ့ Monster တွေကတော့အခုလိုမျိုးဖြစ်နေရင်ဆိုင်ကြရပါတယ်အရှုံးနဲ့ရင်ဆိုင်ပြီး Monster Association ကိုပြန်လာသူတိုင်း Orochi ရဲ့စားသုံးခြင်းကိုခံချရတာပါOrochi ကိုနာယူနိုင်တဲ့ Monster ကတော့ဘီရင်နေရာကိုရရှိနိုင်ပါတယ်။ Gyoro ရဲ့ထောက်လန်းချက်အရာအင်အားကြီးမှပါတယ်ဆိုတဲ့ကိုခတ်စုကအပြည့်စည်းခံထားရပါတယ်။တတိမယာကနေပြန်လဲနိုးထလာတဲ့ Garo ကတော့သူ့ကိုတိုက်ခတ်ခဲ့တဲ့လူဟာကင်းလို့ထင်မှတ်နေခဲ့ပါတယ်။အနီးနားမှာလည်း Death Gathering လိုမျိုး A-class သူရဲ့အကောင့်တွေရှိနေတာအကြောင်းအချိန်မီထွက်ပြေးလာခဲ့ရပါတယ်။ပမောက္ခကုစဲတို့ကတော့ Genos ကိုထပ်ပြီး upgrade ပေးထားခဲ့ပါတယ်။ Metanet ဆိုတာကိုဂျိုးစီးပွားကိုသာကြီးတဲ့သူတယောက်ဖြစ်တာကြောင့်ကလေးကိုကဲမဲ့မရှင်မပါဝင်ဖို့များပါတယ်။စိုက်တာမကတော့လမ်းမှာတွေ့တဲ့ monster တွေကိုထုံးစံအတိုင်းအပြည့်ရှင်းပစ်ခဲ့ပြန်ပါတယ်။ Tario တို့ရဲ့ပုံခိုရက်မှာတော့ Garo တယောက်ရောက်ရှိနေခဲ့ပါတယ်။အနိုင်ကျင့်ခံရလေးရှိတဲ့ Tario ကတော့ Garo ကိုနေထုတ်ရမယ့်တာဝန်ကိုယူခဲ့ရပါတယ်။ဘယ်သူမှမသိပေမဲ့ပုံခိုရက်ကနေထွက်သွားဖို့လာပြောတဲ့ Tario ကတော့သူနဲ့ရင်းနှီးတဲ့ဦးလေး Garo ဆိုတာကိုနားလည်သွားခဲ့ပါတယ်။ Tario ရဲ့ငယ်ဘဝကိုနားလည်တဲ့ Garo ကတော့အေးပါဟုတ်ပါပြီငါထွက်သွားပေးပါမယ်ကွာလို့ပြန်ပြောခဲ့ပါတယ်။ Garo ကိုခြေရာခံထားနိုင်တဲ့ Death Gathering ကတော့သူရဲ့အကောင့်တွေကိုစူးစီးပြီး Garo စီကိုရောက်ရှိနေခဲ့ပါပြီ။တငယ်စီကောင်းမပြီးသားတဲ့ကောင်တွေကတော့ Tario ကိုထားခဲ့ပြီးထွက်ပြေးသွားကြတော့တာပေါ့။ Garo ကတော့ Tario ကိုပြန်လွှတ်လိုက်ပေမဲ့အနေရတစ်ခုခုရှိနေတာကြောင့်တားလိုက်ပါတယ်။ Garo ဘက်က Tario ရဲ့သူရဲ့ကောင်စာအုပ်ကိုငါပြီးရောက်နေတဲ့သူရဲ့ကောင်၈ယောက်ရဲ့ info တွေကိုမှတ်သားလိုက်ပါတယ်။ပုံမှန်အခြေအနေမှာဆိုရင်အခုရောက်နေတဲ့သူရဲ့ကောင်တွေကိုအေးစစ်စစ်အနာယူနိုင်ပေမဲ့ဒဏ်ရာတွေကြောင့်အခက်တွေ့နေတာမျိုးပါ။အပြင်ဘက်ကသူရဲ့ကောင်တွေကအဆောက်အုံကိုစတင်ပြစ်ခတ်တော့မှဖြစ်တာကြောင့် Garo တယောက်အချိန်မီအပြင်ကိုထွက်ပြီးအဆောက်အုံကိုမပြစ်ခတ်ဖို့တောင်းဆိုလိုက်ပါတယ်။ Gathering ရဲ့လောက်ရဟာအစင်းနေသူရဲ့ကောင်းတွေပူပေါင်းပြီး Garo ကိုသာဖမ်းနိုင်ခဲ့မယ်ဆိုရင်ပေချာပေါက်အဆင့်တက်မယ်ဆိုတဲ့အတွေ့အကြုံနဲ့ပါ။မြလှန်တနက်အပြင်ကိုမှတန်လုံးတွေနန်ချက်ကူတွေနဲ့ပါ Garo တယောက်အစော်ခံနေရပါတယ်။တန်လုံးတွေတင်းပုတ်တွေနဲ့စော်နေချသူတွေကတော့ချိန်ဖားနဲ့ Spiderman တို့ဖြစ်ပြီးအဝေးပြစ်ပိုင်းကိုတော့ Shooter နဲ့ Blan တို့ကတာဝန်ယူထားကြပါတယ်။ပြောရမယ်ဆိုရင်တော့ဒီအခြေအနေဟာ Garo အတွက်မျှော်လင့်ချက်မဲ့နေခဲ့ပါပြီ။ Gathering ဘက်က Aslat သူရဲ့ကောင်းတွေကိုခေါ်မလာဘူးဆိုတာကလည်းသူတို့ကိုကြိုးအတွက်ပါ။အခုလောလောဆယ်မှာတော့ Garo တယောက်အစိတ်ချောက်အခက်တွေ့နေခဲ့ပါပြီ။ Garo ရဲ့ငယ်ဘဝမှာလည်းတငယ်ချင်းတွေရဲ့အနိုင်ကျင့်မှုကို Tario လိုမျိုးခံခဲ့ရရှာပါတယ်။အဓိကကတော့တငယ်ချင်းတွေနဲ့အမြင်မတူတာကြောင့်လို့ပဲဆိုရပါမယ်။ငယ်ငယ်ကလေးတွေကမက်ထဲပိုင်းမှာတက်လုံအားကောင်းတဲ့ Garo ကတော့တိုက်ခိုက်လာတဲ့တိုက်ခိုက်ချက်တွေကိုအကောင်းဆုံးခုခံထားခဲ့ပါတယ်။ဒဏ်ရာဘလက်ပွားရထားတဲ့အပြင်အစိတ်ပါတင်နေတဲ့ Garo ရဲ့တက်မြတ်တိုက်ခိုက်ချက်တွေကချင်းကတ်တလင်းအတွက်တော့အကျယ်ရိုက်စရာကိစ္စတစ်ခုပါ။တကယ်တမ်းကျတော့ချင်းကတ်တလင်းတစ်ခုလုံးကအစီအစဉ်လိုက်တိုက်ခိုက်နေကြတာမျိုးဖြစ်ပြီးအခုဆိုရင် Garo ကဒီတိုက်ခိုက်မှုတွေကိုကောင်းကောင်းကြီးနားလည်သွားခဲ့ပါပြီ။ဒါကြောင့်သူရဲ့ကောင်၈ယောက်နဲ့၃ယောက်ကိုအမှောက်သိမ်းနိုင်ခဲ့ပါတယ်။အခြေအနေသိမ့်မကောင်းတော့တဲ့နောက်ဂတ်တလင်းတယောက်အသေးရအရှင်ရဖမ်းဆီးဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အခုမြင်နေရတဲ့မှန်ကြောင်ဟာဖူဘူကီရဲ့ချင်းမှတ်ပါတယောက်လည်းတွေ့ခဲ့ပူပါတယ်။ဖူဘူကီရဲ့ချင်းတစ်ခုလုံးပျက်စီးသွားခဲ့ပေမဲ့ဒီမှန်ကြောင်ကတော့ဆရာကရုံးရိုက်ကတင်ပေးမှုကြောင့်အသက်ရှင်တန်နေခဲ့တာပါ။ဖူဘူကီရဲ့အဖွဲ့မှာလည်းကြီးကြီးမားမားမလှုပ်ဆောင်နိုင်ခဲ့သလိုဂတ်တလင်းရဲ့ထင်မှာလည်းတိတ်အရေးပါမနေခဲ့ပါဘူး။ Garo ကချင်းဂတ်တလင်းရဲ့အဖွဲ့ဝင်တွေအကုန်လုံးကိုအနိုင်ယူလိုက်တာကြောင့်နောက်ဆုံးမှာ Death Gathering တယောက်သာကျန်ပါတော့တယ်။ Garo ဟာမကောင်းတဲ့ monster တစ်ကောင်မဟုတ်ပဲကလေးတယောက်ကိုတောင်သူ့ရဲ့အသက်နဲ့ရှင်ပြီးကာကွယ်ပေးနိုင်တဲ့ monster ရက်တီသူတူပဲဖြစ်ပါတယ်။ Death Gathering ကသူ့ရဲ့ကြီးစံအကုန်လုံးကိုအသုံးပြုပြီး Garo ကိုတိုက်ခိုက်ခဲ့ပေမဲ့အလုံးမဖြစ်ခဲ့ပါဘူး။ဒါကြောင့်နောက်ဆုံးမှာတော့ထင်းတစ်ခုလုံးချရှုံးသွားခဲ့ကြရပါတယ်။ Tario ကိုရိုင်းကတောင်သူနှစ်သက်သဘောကျတဲ့သူရဲ့ကောင်းတွေကိုတိုက်ခိုက်ခဲ့တဲ့ Garo ကိုကြောက်လန့်ပြီးထွက်ပြေးသွားခဲ့ရှာပါတယ်။တကယ်တမ်းကျတော့ Garo ဟာ logic ကိုပြင်ဆင်သူဆိုပေမဲ့လည်းလူသားဆန်တဲ့စိတ်တော်အပြည့်အဝရှိနေခဲ့တာပါ။မှန်ကြောင်ရဲ့အကူအညီတောင်းဆိုမှုကြောင့်ချက်ချင်းဆိုသလို Genos တယောက်ရောက်လာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အနေနဲ့ Genos vs Garo တို့ရဲ့ဘက်ထဲကိုဆက်လက်ရှုစားခဲ့ကြရပါတယ်။ Genos ကလည်းသူ့ရဲ့ gadget တွေကိုအသုံးပြုပြီးတိုက်ခိုက်နေသလို Garo ကလည်း martial art ကိုအသုံးပြုပြီးခုခံနေပါတယ်။တပတ်ကျော် Genos ကတော့တစ်ဖက်မှာအမှန်ကန်တိုက်ခိုက်နေတဲ့ဆိုပေမဲ့ဆရာကရုံးကတော့ခင်းနဲ့အတူတူမနိုင်တဲ့ဂိမ်းကိုဆက်စော်နေခဲ့ပါတယ်။ပြန်မလာသေးတဲ့ Genos ကိုစိတ်ပူလာတာကြောင့်ဆိုင်းထာမာနဲ့ကင်းတို့လည်းအခြေအနေစုံစမ်းဖို့ထွက်လာခဲ့ကြပါတယ်။ Garo ရဲ့ Validity ကခင်ဗျားတို့သိတဲ့အတိုင်းလှုပ်ရှားမှုတွေကိုခက်ခါရှိလိုမျိုးကူးယူနိုင်စွမ်းရှိတာပါပဲ။ဒါကြောင့် Watchdog Man ရဲ့တိုက်ခိုက်မှုတွေကိုပါကူးယူအသုံးပြုလာနိုင်ပါတယ်။ Genos ကအယမ်းမြန်တဲ့ Garo ကိုထိန်းချုပ်ဖို့သူ့ရဲ့လက်တစ်ဖက်ကိုစတေးခဲ့ပေမဲ့အလုပ်တော့ဖြစ်မလာခဲ့ပါဘူး။ဒီအချိန်မှာပဲမြေကြီးတဲကနေ monster တချို့ထွက်လာပြီး Garo ကိုကူညီပေးခဲ့ပါတယ်
ဒါအပြင်ဂါရိုအတွက် Monster Association ရဲ့အမှုဆောင်ရာထူးတစ်ခုကိုပါကမ်းလှမ်းခဲ့ပါတယ်။ဂါရိုဘက်ကကူညီနေတဲ့ Monster တွေကိုပါ Genos တယောက်စတင်ဖြည့်ရှင်းနေရပါပြီ။ကိုကမွေးတဲ့မြောက်ကကိုကိုပြန်ချောက်လာတဲ့အဖြစ်ကိုလက်မခံနိုင်တဲ့ဆရာဘန်းကတော့ဂါရိုကိုစုံမဖို့ရောက်လာခဲ့ပါပြီ။ဆရာဘန်းရဲ့ကိုဖြစ်သူဘွန်းကလည်းတပါးတည်းပါလာခဲ့တာပေါ့။ဂါရိုဟာတန်မာတဲ့လူတစ်ယောက်ဖြစ်ချင်တဲ့ဆိုတဲ့ရည်မှန်းချက်တစ်ခုနဲ့အတူဘန်းရဲ့ Dojo Class ကို join လာခဲ့တာပါ။ဘန်းကလည်းတနာတော့ဂါရိုကိုကျောင်းမှာလက်ခံပေးထားခဲ့ပါတယ်။ဘန်းနဲ့ဂါရိုတို့ရဲ့တိုက်စစ်ခံစစ်တွေကတူညီနေတဲ့ဆိုပေမဲ့ဆရာဖြစ်တဲ့ဘန်းကပုံမအားသာမှုရှိပါတယ်။ဘာလို့ပုံမအားသာမှုရှိနေရတယ်လဲဆိုတော့ဂါရိုဟာသူ့ရဲ့တပည့်ဖြစ်နေတာကြောင့်ပါ။ဂါရိုကိုဘန်းကအစမပြတ်ထိုးနှက်နေတာကြောင့်သတိလတော်မဲ့အခြေအနေနဲ့ပါရင်ဆိုင်လာရပါတယ်။အသက်အသေးမခံနိုင်တဲ့ဂါရိုကတော့ Watchdog Man ရဲ့လှုပ်ရှားမှုတွေကိုအသုံးပြုပြီးရှောင်ထွက်လိုက်ပါတယ်။ရှောင်ထွက်လိုက်တဲ့ဆိုပေမဲ့လည်းဘုံရတာစီမှုကြောင့်မလွတ်မြောက်ခဲ့ပြန်ပါဘူး။အပေါ်မှာရှိနေတာကတော့ Phoenix Man ဖြစ်ပြီးဂါရိုကိုဘယ်လိုကဲတင်ရမလဲဆိုတာကိုတွေးတောကြံစည်နေတာပါ။ဘန်းနဲ့ဘွန်တို့ကဂါရိုအနေနဲ့အခုလိုမျိုးထိခိုက်နေတာတောင်မတ်တက်ရက်နိုင်နေသေးတာကိုချီးကျူးခဲ့ကြပါတယ်။ဂါရိုအနေနဲ့ဘန်းနဲ့ဘွန်တို့ကိုတောင်းပန်လို့ရတဲ့ဆိုရင်တောင်မှ Genos ကိုတောင်းပန်လို့မရတာကြောင့်ဆက်လက်တိုက်ခိုက်ဖို့ကိုသာရွေးချယ်လိုက်တာပါ။ဂါရိုရဲ့ငယ်ဘဝမှာတငယ်ချင်းတွေနဲ့ကစားတိုင်းမှာ Monster လုပ်ခဲ့ရတာကြောင့်အမြဲတမ်းအနိုင်ကျင့်ခဲ့ရပါတယ်။အနိုင်ကျင့်တာကိုလက်မခံပဲပြန်တိုက်ခိုက်မိတဲ့အချိန်မှာလည်းကျောင်းဆရာတွေကဂါရိုကိုသာအပြစ်တင်လေးရှိပါတယ်။ဒါကြောင့်ဂါရိုအတွက်တော့ Monster တွေကအနိုင်မရတဲ့ logic ကြီးဟာစိတ်ကုန်ချင်းစရာကောင်းလာခဲ့ပါတယ်။အဓိကကတော့ကစားနေကြတာမျိုးမဟုတ်တော့ပဲဂါရိုကိုတတ်မဲ့အနိုင်ကျင့်နေကြတာမျိုးပါ။တရားမျှတမှုကလည်းဂါရိုဘက်မှာရှိမနေတာကြောင့်အတိတ်ဟာဒဏ်ရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီ trauma ကိုအဆုံးသတ်ဖို့ဘန်ဘွန်နဲ့ Genos တို့ကိုအနိုင်ယူဖို့ပြင်ဆင်လိုက်ပါတယ်။ဒီအချိန်မှာပဲကောင်းကင်ဘော်က Phoenix Man ကဘန်တို့ကိုစတင်တိုက်ခိုက်ပါပြီ။ကယ်တင်ချင်းကိုခံလိုက်ရတဲ့ဂါရိုကို Genos က rocket တွေနဲ့အဆုံးသတ်လိုက်ပေမဲ့ Era Centipede ကဝင်ကာလိုက်တာကြောင့်အလုပ်ဖြစ်မသွားခဲ့ပါဘူး။အခုဆိုရင် Genos တို့ရဲ့ရန်သူဟာ Era Centipede အဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ပိုဆိုးတာကမေမျောနေကြတဲ့သူရဲ့ကောင်းတွေကိုကယ်တင်ဖို့အရေးကြီးတာကြောင့်ဘန်တို့၃ယောက်လည်းလှုပ်တင်တာကိုအရင်ဆုံးလုပ်ခဲ့ကြပါတယ်။ဒါကိုကြည့်ချင်းအားဖြင့်ဂါရိုဟာသူရဲ့ကောင်းတွေအသက်ကိုမနှုတ်ယူလို့ကြောင်းနားလည်နိုင်ပါတယ်။ Era Centipede က Black ဆိုတဲ့စွမ်းမြင့်သူရဲ့ကောင်းကိုလက်စားချချင်နေတာပါ။ Phoenix Man ရဲ့သုံးသက်ချက်အရဘန်ဘွန်နဲ့ Genos တို့၃ယောက်က Era Centipede ကိုအနိုင်မယူနိုင်ကြပါဘူး။အခုဆိုရင် Martial ပညာရှင်၂ယောက်နဲ့ Cyborg တစ်ကောင်တို့က Era Centipede ကိုအတူတူပူးပေါင်းတိုက်ခိုက်ကုန်ကြပါပြီ။ဘန်နဲ့ဘွန်တို့က durability အရန်ကောင်းပါတယ်ဆိုတဲ့ Era Centipede ကိုအယိုးပဲကြံတော့တဲ့အထိထိုးခွင့်ပြလိုက်ကြပါတယ်။အယိုးပဲကြံတော့တဲ့ Era Centipede ကသူ့ရဲ့ခန္ဓာကိုယ်ကိုအကောင်းပကတိအတိုင်းဖြစ်အောင်ပြန်ပြီး regenerate နိုင်ခဲ့ပါတယ်။ဒါကိုကြည့်ချင်အားဖြင့် Era Centipede က durability အပြင် regenerate မှာပါအရန်အားကောင်းနေခဲ့တာပါ။ Genos ကတော့သူ့ရဲ့ limitation ကိုကျော်လွန်ပြီး Era Centipede ကိုအနိုင်ယူဖို့စတင်စူးစမ်းလာခဲ့ပါတယ်။အဓိကကတော့ Era Centipede ရဲ့မျိုးလုံးတွေကိုတိုက်ခိုက်ခဲ့တာမျိုးဖြစ်ပြီးဒီအတွက် Genos ရဲ့ခြေထောက်တွေကိုပြန်လည်ပေးဆက်ထားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Genos ရဲ့ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားခဲ့ရတာကြောင့် Jet Drive Arrow ကိုအသုံးပြုပြီးဘိုက်ထဲကိုထိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်။အစာအိမ်ထဲကနေဖောက်ခွဲမှုတစ်ခုကိုပြုလုပ်ခဲ့ပေမဲ့အလုံးမဖြစ်ခဲ့ပါဘူး။ဒါကြောင့်ဆရာဘန်းကပဲ Genos ကိုပြန်ဆေးပြီးသူ့ကိုယ်သူစရေးဖို့ပြင်ဆင်လိုက်ပါတယ်။အချိန်ကိုက်ဆိုသလိုခင်းတယောက်ရောက်ချလာခဲ့ပြီး Black ဆိုတဲ့နာမည်နဲ့ Era Centipede ကိုမြှောက်ခေါ်လိုက်ပါတယ်။ Black ကိုမှလက်စားချေချင်နေတဲ့ Era Centipede ကတော့ခင်းစီကိုအပြေးကြီးပြေးလာခဲ့ပါတယ်။ Era Centipede ပြေးလာတဲ့အချိန်ကျမှတစ်ချက်တို့ကရုံးကတစ်ချက်ထဲနဲ့အဆုံးသတ်ပစ်လိုက်ပါတယ်။အရန်မာပြီးအရန် return နိုင်ပါတယ်ဆိုတဲ့ Era Centipede ကတော့ဆရာကရုံးရဲ့ထိုးချက်မှာပြချသွားခဲ့ရပါပြီ။